မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ခုဒီရက်ပိုင်းပေါ့နော်မေးလာတာဗတ်လူသေးတပါးတွေကတချို့တွေကပေါ့နော် CI နေတဲ့ပတ်စံတွေကောက်နေပြီတဲ့အကိုကြီးတဲ့ CI ရုံးတွေကဖွင့်ပြီလားတဲ့ဟုတ်ကဲ့ CI ရုံးတွေကဘာသာမှကိုမကြားသေးပါဘူးဗျာအဲ့ဒါကြောင့်အလိန်ကမထိအောင်လို့ကျွန်တော်ကဒီဗီဒီယိုလေးကိုပို့ပေးလိုက်တာဖြစ်ပါတယ်ဗျာဘာဖြစ်လဲဆိုတော့ဘူးလောလောဆယ်ကျွန်တော်ဗတ်တစ်ရိုက်ထားတဲ့လူတွေကအဓိကဟောဒီလိုဒီဘော်တော်ဟတ်ဆိုနဲ့ဒီငွေချေဖောင်ရှာလေးပေါ့နော်1000တန်ပေါ့နော်ဒါလေးကိုအဓိကထားပြီးတော့ကိုင်းထားပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့အနုမတ်ထွက်မယ်ပေါ့နော်နောက်ပိုင်းရောက်ကရိုက်ချင်တဲ့သူကပိုင်းရောက်ကဘက်ကိုသွားရမယ်ဒါပဲလုပ်လို့ရပါသေးဗျာကျန်တာဘာမှလုပ်လို့မရပါသေးဘူးဗျာဒါကြောင့်မို့လို့အလိမ်မခံရအောင်လို့ကျွန်တော်ပြောချင်တာပါပြီးတော့ CI ထုတ်တဲ့အခါမှာလည်းကျွန်တော်တို့ပတ်စံတွေတပုတ်တပိန်နဲ့ကျွန်တော်မပေးကြပါနဲ့ကျွန်တော်တို့မှဆိုရင်လည်းကျွန်တော်တို့7စတွင်ပြီးဆို7တွင်းတဲ့ပတ်စံတောင်းတယ်နောက်စောင်းသွားထုတ်ပြီးဆိုမှကြံတဲ့ဟာထပ်တောင်းတယ်ဗျအဲ့လိုမျိုးလေးကပိုကောင်းပါဗျတော်တော်များများကျွန်တော်ရှိကိုမေးလာကြတယ်ဗိုက်ရိုက်ပြအခုရှိမှဆက်လုပ်လို့ရလားကျွန်တော်အစတည်းကပြောပါတယ်အလိန်တွေကိုကျွန်တော်တို့တတိထားကြပါလို့ဒီခေတ်မှာအလိန်တွေကအရန်များတယ်လေအားအကြောင်းအဲ့ဒါလေးကိုကျွန်တော်တို့ဂယူးစိုက်ကြပါခင်ဗျာနော်ဖြစ်လာပြီးရမှကျွန်တော်တို့ဘာလို့မရဘူးပြီးတော့ဘက်ကလည်းခုလုတ်ပြီးသွားရင်ထွက်လို့မရပါဘူးဗျာအေးစာအုပ်ထုတ်ထားတော့ကျွန်တော်တို့ CI အပြင်မှာထုတ်လို့ရတယ်ဒါပေမဲ့ဘက်ကိုတော့ကျွန်တော်တို့ဒီဘိုင်အနုမတ်ရတဲ့အထီးကကျွန်တော်တို့သူတို့ရှိမှဆက်လုပ်ရပါမယ်အားလေးအတိပေးခြင်းတို့ပါအားလုံးလူအချင်းချင်းဖက်ပတ်ရှင်ကင်းရှင်းကြပါစေကဲစိတ်နှလုံးလည်းအားလုံးအေးချမ်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါလေကျွန်တော်ကိုဝင်းပါခင်ဗျာ